ဒီအမျိုးသမီးဟာအတင်စားခောက်ဆွဲတွေကိုအမြဲတမ်းနှစ်ပိုင်းပြီးမှချက်လေးရှိပါတယ်။သူချက်တဲ့အခါကြံတဲ့တဝက်ကိုနောက်နေ့အတွက်တင်ထားတတ်ပါတယ်။သူဟာကျင်းမြောင်းတဲ့မြေအောက်ခန်းလေးထဲမှာတယောက်တည်းနေထိုင်ပါတယ်။သူ့ဖေကတော့သူ့မောင်လေးအိမ်ဝင်နိုင်အောင်ကူညီပေးဖို့သူ့ကိုအလုပ်တွေအများကြီးလုပ်ခိုင်းပြီးဖိအားပေးနေပါတယ်။လူစီဟာအနားယူချိန်တောင်ကောင်းကောင်းမရပါဘူး။သူဟာပတ်စံရဖို့အတွက်တနေ့ကိုအလုပ်မျိုးစုံလုပ်ရပါတယ်။ရုံးဝန်ထမ်းတွေအတူတူစားတောက်ပျော်ပါနေကြတာကိုတွေ့ရင်သူဟာအဲ့ဒီလိုဘဝမျိုးကိုတကယ်ပဲအားကျမိပါတယ်။စားတောက်ဆိုင်ပိုင်ရှင်ကသူ့ကိုအိမ်ပြန်ဖို့တက်စီခါဆိုပြီးပတ်စံအပူတချို့ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူဟာအဲ့ဒီပတ်စံကိုမတုံးပဲစုဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့လူစီဟာမနေ့ကကြံတဲ့ခောက်ဆွဲတစ်ဝက်ကိုမနက်စာအတွက်ထုတ်လိုက်ပါတယ်။ရုတ်တရက်သူ့ဖုန်းမိလာပါတယ်။လူစီကုမ္ပဏီတစ်ခုမှာအလုပ်ရသွားပါပြီ။သူတို့ကသူ့ရဲ့ဘဏ်စာအုပ်နဲ့မှတ်ပုံတင်နံပါတ်ကိုတောင်းပါတယ်။သူအရန်ကိုပျော်သွားပြီးဒီသတင်းကောင်းကိုသူ့အမေစီချက်ချင်းပြောပြပါတယ်။လူစီကသူ့အမေစီကိုစရိတ်ငွေတွေပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နောက်မှသူသိလိုက်ရတာကသူ့ဘဏ်အကောင့်ထဲမှာရှိတဲ့ဝန်3000စလုံးပျောက်သွားတာပါပဲ။အဲ့ဒီအချိန်ကြာမှသူလိမ်ညာခံလိုက်ရမှန်းသိလိုက်ပါတယ်။အဲ့ဒီဖုန်းခေါ်ဆိုမှုဟာငွေလိမ်ကိုင်းကဖြစ်ပါတယ်။ခောက်ဆွဲတစ်ထုပ်လုံးကိုတောင်ကုန်အောင်မစားနိုင်တဲ့မိန်းကလေးတစ်ယောက်အတွက်ဒါဟာအကြီးမားဆုံးသောရိုက်ခတ်မှုတစ်ခုပါပဲ။လူစီတရားပေါ်ကနေခုံချဖို့စူးစမ်းခဲ့ပေမဲ့မိသက်သမားတွေကအချိန်မီကယ်ဆယ်နိုင်ခဲ့ပါတယ်။တရားအားလုံးဆုံးရှုံးသွားပြီးနောက်လူစီဟာစိတ်မတည်မငြိမ်ဖြစ်လာပြီးစိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားပါတယ်။တူနာပြုဂျန်နီဟာလူနာတွေကိုထိခိုက်စေနိုင်တဲ့ပစ္စည်းတွေဝတ်ထားခြင်းရှိမရှိသိနိုင်ဖို့နေတိုင်းအိပ်ယာတွေနဲ့ဗီဒီယိုတွေကိုလိုက်စစ်ဆေးပါတယ်။ဒါပေမဲ့လူစီအလက်ရောက်တဲ့အခါသူဟာသူ့ဗီဒီယိုကိုအစ်စ်မခံပဲကာကွယ်ထားပါတယ်။တူနာပြုကအတွင်းထဲမှာအန္တရာယ်ရှိတဲ့ပစ္စည်းတစ်ခုခုရှိနေတယ်လို့ထင်ခဲ့ပေမဲ့မမျှော်လင့်ပဲအထဲမှာဘာမှမရှိပါဘူး။နေ့စဉ်သုံးပစ္စည်းတွေတောင်မရှိပါဘူး။ဂျန်နီကဒါကိုထူးဆန်းတယ်လို့ထင်ပေမဲ့မိကုန်းတွေအများကြီးမမေးတော့ပါဘူး။ဒီမိန်းကလေးမှာပြင်းထန်တဲ့စိတ်ထင်ရောက်ထင်မှားဖြစ်မှုတွေရှိနေပြီးဂျန်နီကသူ့ပတ်စံတွေကိုခိုးသွားတယ်လို့ယုံကြည်နေပါတယ်။လူစီဟာဂျန်နီနောက်ကိုတူနာပြုစခန်းထိလိုက်ပြီးသူ့ပတ်စံတွေပြန်ပေးဖို့တောင်းဆိုနေပါတယ်။ဂျန်နီကဗီဒီယိုထဲမှာဘာမှမရှိဘူးလို့ပြောပေမဲ့လူစီကတော့လက်မလျှော့ပါဘူး။ဂျန်နီဟာငါမခိုးဘူးလို့ပြောပြီးပြီလေဆိုပြီးအော်မိတဲ့အခါမှာသူ့အမားကိုချက်ချင်းသိလိုက်ပါတယ်။သူဟာလူနာတယောက်ကိုအဲ့ဒီလိုပြန်မပြောသင့်ပါဘူး။စိတ်ထင်ရောက်ထင်မှားဖြစ်နေသူတွေကိုတိုက်ရိုက်ညှင်းဆိုလို့မရပါဘူး။အဲ့ဒီလိုလုပ်တာဟာသူတို့ရဲ့အယူမှားမှုကိုပိုပြီးခိုင်မာစေပါတယ်။နောက်ပိုင်းမှာဂျန်နီဟာလူစီရဲ့ရင်နှင်းစရာကောင်းတဲ့အဖြစ်အပျက်ကိုကြားလိုက်ရပါတယ်။သူဟာဖုန်းနဲ့ငွေလိမ်ကိုင်းကြောင့်သူ့စီမှာရှိသမျှပတ်စံတွေအကုန်လိမ်ခံလိုက်ရတာပါ။ဒါကြောင့်ဂျန်နီကဒီနေ့လူစီကိုအထူးဂရုစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကလူစီစားဖို့အတွက်အတင်စားခောက်ဆွဲချက်ပေးခဲ့ပါတယ်။အစာငတ်ခံဆန္ဒပြနေတဲ့လူစီကခောက်ဆွဲကိုနှစ်ပိုင်းခွဲပြီးစားရမယ်လို့ဆိုပြောနေပါတယ်။ဒါဟာသူ့ကိုအလိမ်ခံရတဲ့အတိတ်ကိုပြန်တရိရစေပေမဲ့အဲ့ဒီအမှန်တရားကိုသူလက်မခံနိုင်သေးပါဘူး။နောက်တစ်နေ့လူနာစရင်စစ်ပြီးနောက်ဂျန်နီခန်းထဲကနေတိတ်တဆိတ်ထွက်သွားဖို့စူးစမ်းပေမဲ့လူစီကသူ့ကိုပြန်တားပါတယ်။မမျှော်လင့်ပဲလူစီကပတ်စံအထက်လိုက်ထုတ်ပေးပြီးဒါတွေကိုဘဏ်မှာအပ်ပေးဖို့ဂျန်နီကိုအကူအညီတောင်းပါတယ်။သူဟာပတ်စံတွေကိုပြန်ပြီးစုဆောင်းချင်နေပြီဖြစ်ပါတယ်